ဟုတ်ကဲ့အားလုံးပဲနော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျဒီ site ရဲ့စနစ်က၄ကစနစ်နဲ့နော်ဟုတ်ပြီစပေါ်တိုင်းဂုံးတွေစနစ်နဲ့သူလောက်ထားတယ်နော်ပြီးသွားရင်အနေထားတယ်ပြီးခဲ့ရင်တော့အားကြောင့်လို့ခဲ့နေတာဒီ site ကလုံးခဲ့ရင်တော့အဲပဲအားကြောင့်လို့တော့တယ်နော်အဆုံးထိကြည့်ရင်ပို့ပြီးတော့မိတ်ဆွေတို့အကျိုးရှိတယ်နော်ပထမဆုံးစတယ်ဒီတော့ညာဒီသူ့ဆောင်တပွဲချစနစ်နဲ့6ခုသူ့ဆောင်တပွဲချ6ခုညာ6သူ့ရဲ့ဆောင်တပွဲချခုလာမယ်စလီချင်းရောက်တဲ့လို့နော်ပြပြီမှာဟုတ်ကဲ့နော်ဟုတ်သူလာရဲ့စနစ်ကဘယ်လိုလုံးခဲ့လဲဆိုတော့တော်တော်လေးလုံးထားတယ်နော်အဓိကလူရင်းထောက်နေမှာကျွန်တော်ဆွဲထားတယ်တကယ်အေးစိတ်ထောက်လေးရှိသေးတယ်အဲ့ဒါကြီးပါဆွဲရင်စုပ်ရကတ်သွားမှာအဲ့ဒါကြောင့်ကျွန်တော်မဆွဲဘူးရှင်းရှင်းနဲ့ရုံးရုံးနဲ့ဒီကကြတဲ့အနေထားကိုကျွန်တော်ဆွဲလိုက်တော့ဟုတ်ကဲ့နော်ကဲကျွန်တော် channel လေးနော်မဆွဲတိုင်းနေတယ်ရှိတယ်ဆိုရင် like ဆွဲလေးတွေအားပေးနိုင်မှာနော်ဟုတ်ကဲ့စတဲ့ရတဲ့စနစ်ကဘယ်လိုစတဲ့ရလဲဆိုတော့လာနော်ဒီကကြည့်ဒီလိုစတဲ့ထားတယ်ဟုတ်ကဲ့နော်ဒီလိုစတဲ့ထားတယ်ခုနောက်သူ့ဆောင်အချင်းအပေါ်မှာဆောင်းတပင်းချစနစ်နော်ဒီခုအဲ့ခုခုလေးချက်ဆောင်းရိုက်ပါပြီဟုတ်ပြီအဲ့ခုဇလန်းကနေပြီးအလုပ်လုပ်ထားတယ်နော်ပုံစံဟုတ်ပြီအဲ့ဒီခုစတဲ့တဲ့တင်းနဲ့အဒီစိတ်ထောက်ပြီးတော့ဆွဲလို့ဟုတ်နော်အဲ့ဒီကနေစတဲ့ရတယ်စနစ်ကဒီထဲမှာခုပြီးတော့6လေးလုံးဆောင်းထောက်ရိုက်ပါပြီဟုတ်နော်အဲ့ဒီစနစ်ကနေတူတဲ့ဖြစ်စီဒီမှာလာမယ်ဟုတ်ပြီဘယ်လိုစတဲ့ပြီးတော့ထားလေးဆိုဒီမှာစတဲ့ထားလေး6နော်အဲ့ဒီ6ကိုတူရပြီတနေ့2နေ့3နေ့4နေ့5နေ့6နေ့9နေ့10နေ့10နေ့လောက်ခရက်ကနေဟုတ်နော်ဒီချောင်းထည့်ရအောင်ဘေးတူပြီတနေ့2နေ့3နေ့4နေ့5နေ့6နေ့9နေ့10နေ့လောက်ခရက်ကနေဟုတ်နော်ဒီချောင်းထည့်ရပြီတနေ့2နေ့3နေ့4နေ့5နေ့6နေ့9နေ့10နေ့လောက်ခရက်ကနေအခုဒီမှာ6ထည့်တူရပြီတနေ့2နေ့3နေ့4နေ့5နေ့6နေ့9နေ့10နေ့လောက်ခရက်ကနေဟုတ်ပြီပထမကဒီတန်းထွက်လိုက်တာဘယ်လိုပုံစံနဲ့ထွက်လဲဒုတိယဒီကနေ့ဘယ်လိုပုံစံနဲ့ထွက်လဲတတိယဒီကနေ့ဘယ်လိုပုံစံနဲ့ထွက်လဲအဲ့ဒီမှာအခုလာမယ်စလုံးကဘယ်လိုပုံစံနဲ့ထွက်နိုင်မလဲဟုတ်နော်အဲ့ဒီမှာမတက်တူဆိုင်ထားတယ်မတက်တူဆိုင်ထားတယ်နော်ဒီကနေ့ထွက်ကိုသူ့ပုံမှာဆိုင်ထားတယ်မတက်တူလာပြီအဲ့ဒီပလန်ကဒီကနေ့ထွက်ကိုဒီမှာလောက်ခဲ့အပေါ်မှာဘယ်လိုလောက်ထားလဲဆိုတော့ဟုတ်ဘယ်လိုပုံစံမျိုးလောက်ထားလဲဆိုတော့ဘယ်လိုပုံစံမျိုးလောက်ခဲ့လဲဆိုတော့ဒီမှာနော်ဒီနေ့လုံး6အဲ့ဒီတစ်ထိပ်စီနေနော်ဒီကတစ်ထိပ်စီနေဒီနေ့လုံး6နေခွန်ဆိုတဲ့မတက်ဟာလားနော်ဒီနေ့လုံးအဲ့ဒီမှာခွန်ဆိုတဲ့မတက်လားဟုတ်ပြီနောက်တစ်ခါသူ့ပေါ်ဆောင်တပွဲချမှာအဲ့ဒီနှလုံးပေါင်းချင်းတော့ဒီက၄ထိပ်စီနေနော်အဲ့ဒီက၄ထိပ်စီနေဒီ3ရက်4ရက်နော်ခွန်ဆိုတဲ့မတက်လားရဲသွားပြီ၄ထိပ်နဲ့နောက်ပေါင်းချင်း3ရက်ခွန်နေသူ့ရဲ့ဆောင်တပွဲချဒီနှလုံး3အဲ့ဒီမှာ၄ထိပ်နဲ့နော်ခွန်ဆိုတဲ့မတက်လားဒီက၄ထိပ်နဲ့ဒီနှလုံး3နဲ့သူ့ရဲ့ဆောင်တပွဲချဒီနှလုံးက9နေဒီမှာ2နော်ခွန်ဆိုတဲ့မတက်လားကြိုက်သွားပြီအဲ့ဒီကြိုက်ခဲ့တဲ့စနေနဲ့ပြန်လောက်ထားတယ်နော်ဒီ3လုံးခွန်လို့တင်သွားပြီဟုတ်ပြီအဲ့ဒီခွန်စနေကဘယ်လိုလာလဲဆိုတော့ရက်ဆက်တဲ့စနေခွန်စက်တပင်ချခွန်ခွန်နောက်ပိတ်ခွန်နောက်ပိတ်အဲ့ဒီခွန်နောက်ပိတ်ကိုဒီမှာဒီ3လုံးခွန်လို့ရိုက်သွားပြီဟုတ်ပြီအဲ့ဒီလိုရိုက်လိုက်ပြီနော်ဒီခွန်အောင်ရဲ့ဒီ3လုံးခွန်လို့အောင်မလားဒီမှာဗလိမ့်နေနော်ဒီမှာဗလိမ့်ဒီကဗလိမ့်နေအဲ့ဒီ၄ထိစီနေ3ညလို့ဘယ်လိုရိုက်လဲ3ညရဲ့နက်ခတ်ကိုဒီ3လုံးခွန်လို့ရိုက်ထားတယ်နော်3ညရဲ့နက်ခတ်ခွန်လို့ရိုက်ထားတယ်ဒီဗလိမ့်နေကိန်းနဲ့3ညအဲ့ဒီ3ညရဲ့နက်ခတ်ကိုဒီ3လုံးခွန်လို့ညီရိုက်ထားတယ်ဟုတ်ပြီနော်ဒါပြီသူ့ဆောင်တပင်းချဒီ3လုံးခွန်လို့ဖြစ်ဖို့သူ့အပေါ်မှာအဲ့ဗလိမ့်နေအဲ့ဒီထိစီနေ3ညလို့ရိုက်တယ်3ညလို့ရိုက်ပြီးဒီမှာဒီ3လုံးခွန်လို့3ညရဲ့နက်ခတ်ခွန်လို့ရိုက်သွားပြန်ပြီဟုတ်ရောဒါပြီတပင်းချဒီမှာဗလိကနှစ်ဗလိအဲ့ဒီမှာစစ်ထိန်နဲ့ဗလိနဲ့ထိစီနဲ့3ညလို့ဖြစ်သွားပြီနော်ဗလိနဲ့ထိစီနဲ့3ညလို့ဖြစ်သွားပြီအဲ့3ညရဲ့နက်ခတ်ကိုဒီ3လုံးခွန်လို့ရိုက်သွားပြန်ပြီ3ကညဟုတ်တော့အခုဒီမှာလာပြီဆောင်းပင်ကြမှာဒီမှာဗလိခွန်အဲ့ဒီမှာ3ထိဗလိခွန်နဲ့3ထိစီနဲ့3ညလို့ရိုက်သွားပြီဒီ3လုံး3ညလို့ရိုက်လိုက်ရတယ်3ညရဲ့နက်ခတ်ကိုအဲ့ဒီ3လုံးခွန်လို့ပြန်ရိုက်သွားပြန်ပြီဟုတ်ပြီနော်3ညခွန်နက်ခတ်အတွဲ3ညခွန်နက်ခတ်အတွဲ3ညခွန်နက်ခတ်အတွဲဒီမှာ3ညခွန်နက်ခတ်အတွဲနော်တွဲသွားပြီလာနောက်ပုံစံဘယ်လိုပုံစံနဲ့လာမလဲနော်ဘယ်လိုပုံစံနဲ့လာမလဲဆိုတော့ဟောတော့ပြောယူလာလိုက်နော်ဗလိနဲ့ထိနဲ့3ညရဲ့နက်ခတ်ကိုအဲ့ဒီ3လုံးခွန်ဗလိနဲ့ထိနဲ့3ညရဲ့နက်ခတ်ကိုအဲ့ဒီ3လုံးခွန်ဟုတ်ပြီအခုဒီမှာဗလိနဲ့ထိနဲ့3ညရဲ့နက်ခတ်ခွန်လို့ဒီ3လုံးခွန်ရိုက်သွားပြီအခုဒီမှာဗလိနဲ့ထိနဲ့3ညဗလိနဲ့ထိနဲ့3ညလို့ရိုက်လိုက်တာ အဲ့3ညရဲ့နက်ခတ်ကိုဒီ3လုံးခွန်လို့အဲ့ဒီထည့်ထားပြီဟုတ်တော့အဲ့ဒီစနေနဲ့သူရိုက်ထားတယ်ဒီမှာဒီဗလိနဲ့ထိနဲ့3ညကိုနော်ဗလိနဲ့ထိနဲ့3ညအဲ့ဒီ3ညကလူ့ပေါ်တပင်း3 4 5ပြီမှာဒီ3လုံး3ညလို့ရိုက်တာနော်ဒီဗလိနဲ့ထိနဲ့3ညကိုအဲ့ဒီ3လုံး3ညလို့ရိုက်တယ်ဒါပဲမှာဒုတိယကဒီဗလိနဲ့ထိနဲ့3ညကိုအဲ့ဒီ3ညကိုတပင်း3 4 5ပြီမှာခွာပေါင်းခြင်းနဲ့6ထိနဲ့3ညလို့ဆက်ရိုက်ပါပြီခုဒီမှာဗလိနဲ့ထိနဲ့3ညအဲ့ဒီ3ညကိုရှစ်9ခွန်4ဆိုရင်3လုံးပေါင်းခြင်း3ညလို့ပြန်ရိုက်ပါပြီဟုတ်ပြီအခုဒီမှာဗလိနဲ့ထိနဲ့3ညအဲ့ဒီ3ညကိုရှစ်4 3လုံးပေါင်းခြင်း3ညလို့ရိုက်သွားပြီအဲ့ဒီစနေတင်ကိုလောက်ထားတယ်နော်ဒီ3လုံးခွန်လို့ရိုက်တာအဲ့ဒီခွန်ဆက်လက်ဇလန်ကစောစောဒီမှာတေးထားတယ်နော်တေးထားတယ်ခွန်ထိတ်တပင်းကျော်ခွန်ထိတ်တပင်းကျော်ခွန်ထိတ်တပင်းကျော်ခွန်ထိတ်အဲ့ဒီခွန်ထိတ်စနေတွေကနေလာခဲ့တာဟုတ်ပြီနော်ဒါကျွန်တော်အသေးစိတ်လိုက်ရှင်းနေတာအဲ့ခွန်ပြီးတော့6စောစောဒီ3လုံးဒီခွန်ထိတ်ဆောင်းတပင်းခွန်ထိတ်ဆောင်းတပင်းခွန်ထိတ်ဆောင်းတပင်းခွန်ထိတ်အဲ့ဒီစောဒီနော်ကျွန်တော်တစ်ခါတည်းအဲ့လိုမျိုးနှုတ်ကရောင်ပြောနေနားနေပြီနော်ခွန်နောက်ပိတ်နောက်အဲ့ဒီခွန်စနေကိုဒီမှာတေးထားတယ်ဒီ3လုံးခွန်လေနော်စောတော့အဲ့ဗလိနဲ့ထိနေ3ညခွန်ရဲ့နက်ကကို3ညလို့ရိုက်တာနော်အဲ့ဒီတေးလာဒီ3လုံးခွန်လေဒီ3လုံးခွန်လေအဲ့ဒီ3လုံးခွန်လေဒီ3လုံးခွန်ပြီနော်ဒီ3လုံးခွန်လို့ဝင်နေလို့မှသူ့အောင်မှာဆက်ရိုက်ပါနော်
ဒီတုံးလို့ခုံတော့မဝင်နေဘူးဆိုရင်ဒီလိုင်းကပဲ့လို့ရစဉ်းစားကြမလို့ကိုကဒီမှာဒီတုံးကခုံလို့ရှိုက်သွားတာအဲ့ဒါကြောင့်မလို့ဒီနေရာမှာလာမယ်ခင်ဗျာဟုတ်ပြီနောက်ပိတ်ကလုံးပြင်ထည့်မယ်နော်နောက်ပိတ်ကလုံးအရင်ထည့်မယ်ဟုတ်ပြီနော်ဒီမှာ၄နောက်ပိတ်ဒီမှာ9နောက်ပိတ်ဒီမှာ6နောက်ပိတ်ခုဒီမှာ5နောက်ပိတ်ထည့်မယ်ဟုတ်ပြီအဲ့ဒီမှာနောက်ပိတ်ကလုံးအရင်ထည့်မယ်နော်နောက်ပိတ်ကလုံးအရင်ထည့်မယ်ဟုတ်ပြီဒီတုံးလုံးခုံတစ်ထိပ်နဲ့နောက်ပေါင်း6ခုံတယ်ဒီတုံးလုံးခုံကြောင်းမလို့ဒီချာကြည့်တော့နည်းနည်းရှုံးမှာနော်ဒီတုံးလုံးခုံကြောင်းမလို့လာပြီဒီချာလေးကြည့်တာနော်ဒီချာလေးကြည့်တာဟုတ်ပြီဒီထိပ်နဲ့နောက်ပွဲနဲ့ခုံလို့ပြစ်လိုက်လို့အဲ့ခုံကဒီမှာခုံဒီနဲ့ခုံနောက်ပိတ်ဒီမှာ6နောက်ပိတ်ဒီမှာ6နောက်ပိတ်ဒီမှာ4နောက်ပိတ်နော်ခုံ6 4နောက်ပိတ်ခိုင်းနောက်ပိတ်ဒီတုံးလုံးခုံလို့ပြန်ကြည့်အဲ့ဒီခုံက1 5 1တုံးလုံးပေါင်းချင်းခုံလို့ရိုက်ထားလို့ဟုတ်ပြီနော်ဒီမှာနှလုံးပေါင်းချင်း3ဒီနှလုံးပေါင်းချင်း3နဲ့4နောက်ပိတ်နဲ့ခုံလို့ရိုက်ခဲ့တာနော်ဒီနှလုံးပေါင်းချင်းနဲ့4နောက်ပိတ်နဲ့ခုံလို့ရိုက်တာအဲ့ဒီခုံကဒီတုံးလုံးခုံကြောင်းလို့ရိုက်သွားပြီဟုတ်ပြီလာပြီနောက်ပိတ်ကလုံးက9နောက်ပိတ်အားကြောင့်ရိုက်တယ်ဒီတုံးလုံးပေါင်းချင်းခုံနော်4 3 3တုံးလုံးပေါင်းချင်းခုံအဲ့ဒီခုံရဲ့စနစ်ကြောင့်မလို့ဒီမှာရိုက်တာလေအနန္တနော်ဒီမှာရိုက်တာလေအနန္တဒီမှာ5ဒီမှာ3ဒီနှလုံးပေါင်းချင်းက8 9နောက်ပိတ်နေမှာခုံလို့ရိုက်ထားတယ်ဟုတ်ပြီနော်အေးစစ်စစ်လေးပဲနော်ဒီမှာအေးစစ်စစ်လေးပဲပြန်တယ်နော်ဒါလေးစိတ်လောနေပြီဆိုဒီညံညံပြနေပါပြီဖြစ်တယ်လေဒီတုံးလုံးကခုံလို့ရိုက်တာအဲ့ဒီခုံကအဲ့ဒီအပေါ်မှာတုံးလုံးပေါင်းချင်းခုံလို့ရိုက်ခဲ့မှာဒီတုံးလုံးခုံလို့စိုက်လိုက်တာဟုတ်ပြီလာပြီနောက်ထပ်သတင်းကြုံမယ်ဒီနေရာမှာဒီတုံးလုံးကခုံဒီတုံးလုံးခုံကြောင်းမလို့အဲ့ဒီခုံကိုဒီမှာပြန်သုံးတယ်ဘယ်လိုသုံးလဲဒီမှာထည့်ထားတာဒီမှာထည့်ထားတာ3နောက်ပိတ်နော်ဒီမှာထည့်ထားတာ3နောက်ပိတ်အဲ့ဒီမှာထည့်ထားတာ10ခါအဲ့ဒီမှာထည့်ထားတာ6နောက်ပိတ်ပုံမှန်တစ်ဖက်ကလက်ကကိုင်းခိုင်းခေါက်ရတော့စာရွက်ကအကြောင်းချင်လိုက်စာရွက်ကစိုးချော်တယ်ဟုတ်ကဲ့နော်ဒီတုံးလုံးခုံလို့ရိုက်သွားပြီအဲ့ဒီခုံကဒီတုံးလုံးပေါင်းကြီးခုံကြောင်းလို့အဲ့ဒီတုံးလုံးခုံလို့အနီးချုပ်သွားတာနော်ဒီတုံးလုံးခုံလို့အနီးချုပ်သွားပြီဟုတ်ပြီလာပြီနောက်ထပ်သူ့ဆောင်ပြင်ကြဒီမှာဒီတုံးလုံးကခုံပြီဒီတုံးလုံးခုံကြောင်းလို့အဲ့ဒီမှာထည့်ထားတာနှလုံးပေါင်းချင်းကဒီမှာထည့်ထားနှလုံးပေါင်းချင်း6ရဲ့နေ့နှလုံးပေါင်းချင်းက10ခုံဖြစ်အောင်အဲ့ဒီမှာမရှိဘူးမှန်လိုက်တာနော်မရှိဘူးမှန်လိုက်ဒီမှာပါတယ်နောက်ပိတ်ထိုင်မယ်နေ့6ရဲ့ရှိတယ်နောက်ပိတ်ကပါထိုင်မယ်ဟုတ်တော့9နောက်ပိတ်ဟုတ်ပြီ9နောက်ပိတ်တည်လိုက်နော်9နောက်ပိတ်တည်လိုက်ဟုတ်ပြီဒီ9နောက်ပိတ်တည်လိုက်နော်ဒီတုံးလုံးကိုဒီတုံးလုံးနော်အဲ့ဒီတုံးလုံး9နောက်ပိတ်လို့တည်လိုက်ပြီဒီမှာအဲ့ဒီခုံကဒီတုံးလုံးခုံကြောင့်အဲ့ဒီတုံးလုံးခုံလို့တည်လိုက်ပြီဒါရင်လားဆိုဟုတ်ပြီနောက်ထပ်ခါပါလိုက်လာခါပါလို့လိုက်လာနေဆိုတော့ဒီကြလေးတော့ကျွန်တော်နည်းနည်းအမြန်ပြရင်မကောင်းလို့ရနော်ကြည့်ရမယ်ဆိုရင်ရှင်းရှင်းလေးမဖြစ်လို့အေးစီးနဲ့ပြန်တယ်နော်ဒီတုံးလုံးခုံအဲ့ဒီတုံးလုံးခုံကြောင့်အဲ့ဒီတုံးလုံးခုံလို့4နောက်ပိတ်တည်လိုက်တာလေဒီတုံးလုံးခုံရဲ့အဲ့ဒီတုံးလုံးခုံကိုနော်ဟုတ်ပြီဒီတုံးလုံးခုံလို့တည်လိုက်4နောက်ပိတ်အဲ့ဒီခုံကိုပဲအဲ့ဒီမှာထွက်ထားတာဒီမှာထွက်ထားတာနောက်နှလုံးပေါင်းချင်း4နော်ဒီမှာထွက်ထားတာနောက်နှလုံးပေါင်းချင်း4အဲ့ဒီ4နဲ့အဲ့ဒီမှာထွက်ထားတာ3နောက်ပိတ်နဲ့ဒီတုံးလုံးခုံလို့ပြန်ချုပ်နေရမယ်နော်ပြန်ချုပ်နေရမယ်ဒီနှလုံး4 3ရ4 3နောက်ပိတ်နဲ့အဲ့ဒီ3လုံးပေါင်းချင်းခုံလို့ပြန်ချုပ်ရမယ်အဲ့ဒီချုပ်လိုက်တဲ့ခုံကိုခုံ6 4ဆိုတဲ့3လုံးပေါင်းချင်းကလည်းခုံနဲ့ဖြစ်နေရမယ်ဒီနှလုံး4နဲ့3နောက်ပိတ်နဲ့လည်းခုံနဲ့ဖြစ်နေရမယ်အဲ့ဒီမှာဒီ3လုံးခုံတုံးလို့အပေါ်မှာဒီ3လုံးခုံတုံးလို့အဲ့ဒီခုံကလိုက်အောင်လားနော်ဟုတ်ပြီအခုဒီမှာလာပြီဒီမှာလာပြီဒီအပေါ်ကဒီ3လုံးခုံလို့အောက်နေမှာအဲ့ဒီမှာလိုက်လာတာဒီ3လုံးကခုံလို့ကျသွားပြီအဲ့ဒီမှာအဲ့ဒီတက်လိုက်တာနဲ့ဒီ3လုံးခုံလို့9နောက်ပိတ်တည်သွားပြီ9နောက်ပိတ်လို့တင်လိုက်တာနဲ့အဲ့ဒီနှလုံးပေါင်းချင်းကဒီနှလုံးပေါင်းချင်းကအဲ့ဒီနေ့နောက်ပိတ်နဲ့ခုံလို့ပြန်ချုပ်နေရမယ်နော်ဒီ3လုံးခုံလို့နောက်ပိတ်9နောက်ပိတ်တည်လိုက်တာနဲ့အဲ့ဒီနှလုံး9နဲ့နောက်ပေါင်း9နဲ့နေ့နောက်ပိတ်နဲ့ခုံလို့ပဲပြန်ချုပ်နေရမယ်နော်လာပြီနောက်ထပ်ဥစ္စာအပင်ကြအခုဒီမှာ4 6ခု3လုံးပေါင်းချင်းခုံကြောင်းလို့အဲ့ဒီခုံကိုဒီမှာရိုက်တာဒီ3လုံး6နောက်ပိတ်နဲ့ဒီ3လုံး6နောက်ပိတ်နဲ့ခုံလို့ရိုက်လိုက်တာလေအဲ့ဒီခုံကို6နောက်ပိတ်လို့တင်လိုက်တာလေအဲ့ဒီနှလုံးပေါင်းချင်းနဲ့6နဲ့ဒီက1နောက်ပိတ်နဲ့ခုံလို့ပြန်ချုပ်နေရမယ်ဟုတ်ပြီနော်ဒီ3လုံးခုံလို့ပြန်ပြီးတော့ချုပ်နေရမယ်ဟုတ်ပြီလာပြီအခုဒီမှာကြောက်ပဲ14တင်ကြောက်ပဲတို့နေ့1 4 3လုံးပေါင်းချင်းခုံလို့အပေါ်မှာရိုက်လာပြီဒီ3လုံးခုံလို့ရိုက်လိုက်တာလေအဲ့ဒီနှလုံးပေါင်းချင်းနဲ့9နောက်ပိတ်လို့တင်လိုက်တာလေခုံလားနော်9နောက်ပိတ်လို့တင်လိုက်တာလေအဲ့ဒီမှာကြည့်တာ9 5နှလုံးပေါင်းချင်း4နေပြီအဲ့ဒီမှာရိုက်လာတယ်ခါလုံးက3ခါလို့တင်သွားပြီနော်3ခါမှာသူကခုံစနစ်ဇလန်မျိုးရောက်လာ3ခါဟုတ်ပြီ39ခွေကြာပါပြီနော်39နောက်ခွေကြာပါပြီဟုတ်ပြီဒီ3လုံးခုံမယ်အဲ့ဒီခုံကဒီနှလုံးရှင်းနဲ့9နောက်ပိတ်နဲ့ခုံလို့တင်နေမှလားအဲ့ဒီ3လုံးကခုံလို့အောင်းတာဒီမှာခုံဖြစ်ချင်းမကြချင်ဘူးဆိုရင်အဲ့ဒီအပေါ်မှာဒီအပေါ်က3လုံးပေါင်းခုံကအဓိကပဲဒီအပေါ်မှာ3လုံးပေါင်းခုံလို့မဖြစ်ခဲ့ဘူးဆိုရင်အဲ့ဒီဟောက်ကလိုက်လာတဲ့ကဏ္ဍကစဉ်းစားရမလို့အခုက3လုံးပေါင်းခုံလို့အနီးထည့်ခံခဲ့တဲ့အတွက်ဒီ3လုံးခုံမယ်အဲ့ဒီ3လုံးပြန်ခုံမယ်အဲ့တော့ဒီ39ခွေနောက်ခွေဟုတ်ပြီနော်နောက်ခွေရပါပြီနော်ကျွန်တော်ပြန်ရှင်းရှင်းလင်းလင်းဖြစ်လာပြီနော်ကိုမလေးမှာမှန်ပြီးလို့ရတယ်ဟုတ်ကဲ့နော်တနေ့တနေ့မေးဆွေးရှင်ကိုမလေးမှာမှန်ပြီးလားနော်ဟုတ်မေးဆွေးရကိုမလေးချက်ကကျွန်တော်တို့အားစိမ့်လို့နော်ဟုတ်ကဲ့ဟုတ်ပြီစတဲ့လိုက်39နောက်ခွေဒါမှသူကဒီ3လုံးခုံတော့အဲ့ဒီ3လုံးကို9နောက်ပိတ်နဲ့ခုံလိုက်တယ်အဲ့ဒီနှလုံးနဲ့9နဲ့ခုံမဲ့ထည့်နေရမယ်ဒါသူ့ရဲ့6ခွက်ဒါပြီကဲတေးစီထည့်မယ်မေးဆွေးနော်တေးစီထည့်မယ်တေးစီထည့်မယ်လို့ထည့်မယ်ဘယ်လိုလုပ်ထည့်မလဲတေးစီကိုဒီချာကြည့်နော်ဒီချာကြည့်နော်တေးစီထည့်မယ်နော်စောစောစတဲ့6ထိပ်ဇောင်းတပင်ကြ6ထိပ်သူ့ဇောင်းတပင်ကြ6ထိပ်သူ့ဇောင်းတပင်ကြ6ထိပ်6အဲ့6လုံးလို့4လုံးကထိပ်6အဲ့6 4လုံးကိုဒီမှာပြန်သုံးမယ်နော်မေးဆွေးဒီမှာပြန်သုံးမယ်နော်ဒီမှာပြန်သုံးမယ်ဟုတ်
sorry အဲ့6မဟုတ်ဘူး sorry နော်အဲ့6မဟုတ်ဘူးဒီမှာသူ့ပုံစံလိုထည့်နေဆိုတော့ဒီချာကြည့်နော်အောင်းချင်းအတန်နေပြီသူထည့်ပြမယ်သူ့ပုံစံနိုင်မယ်နော်ဒါဒီ3လုံးခုံကြောင့်ဒီ3လုံးခုံကြောင့်ဟာဒီခုံ6လေး3လုံးပေါင်းကြီးခုံလို့တင်လိုက်ပြီ3လုံးပေါင်းကြီးခုံလို့တင်လိုက်တာနဲ့ဒီမှာနောက်ဘက်နှလုံးပေါင်းကြီးလေးနဲ့3လုံးပေါင်းကြီးခုံတယ်3ရခါလို့တင်လိုက်တာနော်သူက3ရခါလို့တင်လိုက်တာ3ရခါလို့တင်လိုက်တာနဲ့ထိစီအော်လိုလိုက်တာလေဘယ်လိုလိုက်တာလဲဆိုတော့ဒီချာကြီးကြည့်နော်ဒီမှာမဆိုဘယ်လိုလိုက်တာလဲဆိုတော့ဒီချာကြီးကြည့်နော်ဒီနှလုံးနော်ဒီနှလုံး59နော်ခါနဲ့ထိနဲ့ကိုဒီနှလုံး9နဲ့အဲ့ဒီနောက်နှလုံးပေါင်းကြီးဆိုရှင်းနှလုံးပေါင်းကြီးဒီက9ရဲ့9ရဲ့နှလုံးပေါင်းကြီး4ဒီ9ရဲ့ဒီ9ရဲ့နှလုံးပေါင်းကြီး4အဲ့ဒီ4နဲ့ရှင်းနှလုံးပေါင်းကြီး4နဲ့နော်ရှင်းနှလုံးပေါင်းကြီး4နဲ့3ရှစ်ဆိုတဲ့ပုံလေးမှတစ်လုံးလေးကိုသူထည့်ထားတယ်နော်ဒီနှလုံး4နဲ့အဲ့ဒီရှစ်လွဲနှလုံး4နဲ့ရှစ်ဆိုတဲ့မှတ်တယ်သူထည့်ထားတယ်နော်ရှစ်ဆိုတဲ့မှတ်တယ်သူထည့်သွားပြီဟုတ်ပြီနော်ဒီနှလုံး4ရှင်းနှလုံးပေါင်းကြီး4နဲ့အဲ့ဒီရှစ်ကိုကြိုက်ပါပြီရပြီနောက်ထပ်တပင်းကြမယ်ဟုတ်ပြီဒီ3လုံးခုံကြောင့်မလို့နော်အပေါ်မှာ4 3ရ3လုံးပေါင်းကြီးခုံကြောင့်အဲ့ဒီခုံကို939က3လုံးပေါင်းကြီးခုံတယ်939က3လုံးပေါင်းကြီးခုံလို့9နောက်ပိတ်ထည့်လိုက်ရတယ်အဲ့ဒီခုံကိုနှလုံးပေါင်းကြီး9နောက်ပေါင်းကြီး9နောက်ပေါင်းကြီး9နဲ့နောက်ပိတ်ခုံလို့တဲသွားတာ6နောက်ပိတ်နဲ့ sorry 6ခါနဲ့တဲတာအဲ့ဒီ6ခါနဲ့တဲလိုက်တာနဲ့နော်ဒီမှာထည့်ထားတာနှလုံးပေါင်းကြီးနော်9ခုနှလုံးပေါင်းကြီး6အဲ့ဒီနှလုံးပေါင်းကြီး6နဲ့ရှင်းနှလုံးပေါင်းကြီး2နဲ့နော်ဒီနှလုံးအဲ့ဒီနှလုံးပေါင်းကြီး6နဲ့ဒီကရှင်းနှလုံးပေါင်းကြီး2နဲ့ရှစ်ဆိုတဲ့ပုံဒီမှာတစ်လုံးနဲ့ကိုထည့်ထားပြီနော်ရှစ်ဆိုတဲ့ပုံဒီမှာတက်ထည့်ထားပြီဒီနှလုံး6နဲ့ရှင်းနှလုံးပေါင်းကြီး2နဲ့အဲ့ဒီရှစ်ကိုကြိုက်သွားပြီလာပြီတပင်းကြအောင်တပင်းကြဒီမှာကြိုက်မယ်နော်ဒီမှာကြိုက်သွားတယ်ခဏဘယ်လိုလာလဲဆိုတော့စောစောတည်းကဒီ3လုံးပေါင်းကြီးခုံကိုဒီမှာနောက်ပိတ်ခဲ့တာ386နော်386အဲ့ဒီ386ဆိုတယ်ခဏနော်386 3လုံးပေါင်းကြီးခုံကိုနော်ထောင်းနောက်ပိတ်နဲ့ပိတ်လိုက်တာနဲ့ဒီနောက်ပေါင်းကြီး6နဲ့ခုံနဲ့sorry 1နဲ့ခုံပဲပြန်ထည့်တာဒီ3လုံးခုံကိုဟာဒီ3လုံးခုံလို့ပြန်ထည့်ထားတယ်အဲ့ဒါ3ရခါနဲ့ထည့်တာ3ရခါနဲ့ဘာကြောင့်ထည့်လဲဆိုတော့ဒီမှာထည့်ထားတယ်နော်ဒီမှာထည့်ထားတယ်နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီး2ဒီနှလုံးပေါင်းကြီး2နဲ့ရှင်းနှလုံးပေါင်းကြီး6နဲ့ရှစ်ဆိုတဲ့ပုံဒီမှာတက်လုံးနဲ့သူဆိုင်သွားပြီနော်ဒီနှလုံးနဲ့ဟာဒီနှလုံးပေါင်းကြီးရှင်းပေါင်းကြီး6နဲ့ရှစ်လို့ပုံဒီရိုက်သွားပြီဒါပြီခုဒီမှာလာပြီဒီမှာလာပြီနော်ဘာလို့လာလဲဒီချာလေးဒီနော်ဟုတ်ပြီညစ်ရဒီ3လုံးကခုံလို့တင်လိုက်ပြီခုံလို့တင်လိုက်တာနဲ့ဟာဒီ6နဲ့9နောက်ပိတ်နဲ့ဒီ3လုံးခုံသွားပြီ9နောက်ပိတ်နဲ့ခုံလို့တင်လိုက်တာနဲ့ဒါနှလုံးပေါင်းကြီး2နဲ့9နောက်ပိတ်နဲ့ညခုံသွားပြီ9နောက်ပိတ်နဲ့ညဒီ3လုံးခုံလို့တင်လိုက်တာ3ခါနဲ့အဲ့ဒီ3ခါနဲ့3ခါထည့်ထားပြီ3ခါထည့်လိုက်တော့ဒီ3လုံးက3ရဖြစ်နေတယ်ဒီမှာနှလုံးပေါင်းကြီးခုံနေပြီဒီနှလုံးကခုံနေပြီဒီမှာ3ခါစီးလို့ရ3ရအဲ့ဒီမှာရှစ်နော်839ဆိုတဲ့ကနနော်893ဆိုတဲ့ကန893ဆိုတဲ့ကနနော်893ဆိုတဲ့ကနဟုတ်ဖလာပြီသူရဲ့ဇောင်းမှာဒီနှလုံးကခွန်ဒီမှာ3ခါစီးတော့နော်ဒီမှာ3ခါစီးတော့3ရ8သိစီလို့ကတ်မယ်နော်8သိစီလို့ကတ်မယ်839လို့တဲပြီဟုတ်ပြီနော်839လို့တဲပါပြီ839ဟုတ်ပြီအဲ့ဒီလိုမှမဟုတ်ဘူးနော်6ဖြစ်ချင်းမတက် line နဲ့ဝင်ခဲ့မယ်ဆိုရင်နော်6ဖြစ်ချင်းမတက် line နဲ့ဝင်ခဲ့မယ်ဆိုရင်439နော်439ဟုတ်ပြီ6ဖြစ်ချင်း line နဲ့ဝင်သွားမယ်ဆိုရင်439ဘာကြောင့်439ရဲ့839ရဲ့ရွေးတယ်ဆိုတော့8ထိတ်ဒီဖြစ်စဉ်ကို8ပေါင်းကြီး8တန်မတက်နဲ့ရိုက်ခဲ့ရင်38တွေ့အဲ့ဒီလိုမှမဟုတ်ဘူး6မတက်နဲ့ရိုက်ခဲ့မယ်ဆိုရင်439 839နဲ့439ထဲတယ်မယ်ဆိုရင်နော်အားစရာတော့မလို့တဲပဲတူရမှာသူ့ပုံစံနဲ့ဝင်လာပြီ8မတက်အတန်နော်မချေကောင်းကြီး1လို့ဝင်ခဲ့ရင်ဒီခိုင်နေပဲ839ပဲနော်ချေကောင်းကြီး1မှာမဟုတ်ချေကောင်းကြီးခွန်ဆိုတဲ့အတန်နဲ့ဝင်ခဲ့ရင်439ထားတယ်ဟုတ်မရှိဟုတ်ကဲ့နော်အားလုံးမရှိဘူးနော်ကောင်းကြပါလေ439 839မရှိဘူးနော်ဟုတ်ကဲ့စနေလေးကျွန်တော်ကြားတယ်ဒီမှာ4နဲ့5ချောင်းရွေးနေဆိုတော့6အဲ့6ဇလန်းကိုဒီမှာပြန်3ခဲ့မယ်ဆိုရင်နော်3ခဲ့မယ်ဆိုရင်ဒါကျွန်တော်ရှုပ်သွားပြီမဆွဲတော့နော်6ဇလန်းပြန်ထည့်ခဲ့မယ်ဆိုရင်နော်6ဆိုတဲ့ဇလန်းကိုပြန်ထည့်သွားခဲ့မယ်ဆိုရင်နော်6ဇလန်းပြန်ထည့်ခဲ့မယ်ဆိုရင်ဘယ်လိုလာမလဲဆိုတော့ဒီမှာဒီ6ထိပ်အဲ့ဒီ6ထိပ်တောင်လို့ဒီမှာထည့်တာနှလုံး9ထိပ်ရခွန်ရနောက်ပြီးနော်9ထိပ်ရခွန်နောက်ပြီးနှလုံးပေါင်းခြင်းကနှစ်အဲ့ဒီနဲ့စီပေါင်းခြင်းလေးနဲ့အဲ့ဒီ6ကိုဖြီးသွားမယ်ဆိုရင်လာပြီးတပင်းကြမယ်ဒီနှလုံးက4နော်9ရ9ရနောက်ပြီးနဲ့ထိပ်နှလုံး4အဲ့ဒီ4နဲ့ရှင်းနှလုံးပေါင်းခြင်းနှစ်နဲ့အဲ့ဒီ6ကိုဖြီးခဲ့မယ်ဆိုရင်အခုဒီမှာလာပြီနော်ဒီမှာလာပြီဒီနှလုံးက3ရခွန်နှလုံးပေါင်းခြင်း10ဒီနှလုံး10နဲ့ရှင်းနှလုံးပေါင်းခြင်း6နဲ့6လို့ဖြီးခဲ့မယ်ဆိုရင်အခုဒီမှာထည့်ထားတယ်ဒီနှလုံးက9နေပြီဒီနှလုံး9နဲ့နော်ဒီနှလုံး9 6ရ3နှလုံး9 6လို့နှလုံးက9နေပြီ6မတက်နဲ့ဝင်ခဲ့မယ်ဆိုရင်4 3 9ရှိွယ်အဲ့ဒီလိုမှမဟုတ်ဘူးရှင်းမတက်ဖြစ်ချင်းနဲ့ဝင်ခဲ့မယ်ဆိုရင်38ထွေးဟုတ်ပြီအဲ့တော့4 3 9ရ8 3 9ရ6ကပို့ပြီးတော့ပါပါကြတယ်နော်6ဖြစ်ချင်းမတက်တိုင်းပါပါကြတယ်6ထိပ်အဲ့ဒီ6ထိပ်ကိုဒီမှာတပင်း3 4 5 6 6 9 10ပါဒီနှလုံးပေါင်းရနှစ်ခုံရ9နှလုံးပေါင်းရနှစ်စီပေါင်းလေး6ဒီမှာကြိုက်မယ်ခင်ဒီ9ရ9နှလုံးပေါင်းရ4ရှင်းနှလုံးပေါင်းရ2နဲ့6ဒီမှာကြိုက်တယ်ခင်ဒီ3ခုနှလုံးပေါင်းရ10နဲ့အဲ့ဒီရှင်းပေါင်းရ6ပဲဟုတ်ပြီခုဒီမှာလာခဲ့မယ်ဆိုရင်ဒီနှလုံးက9နေပြီ6တော့နှလုံးက9နေပြီရှင်းပေါင်းရခုံလို့ဝင်သွားနိုင်တယ်ဒါမှမဟုတ်ရှင်းမတက်နဲ့ဝင်ခဲ့မယ်ဆိုရင်38ထွေးနှစ်ခွက်ပဲထွေးမယ်ဆိုရင်နော်အားလုံးကျွန်တော်မရှိဘူးအားလုံးကောင်းတော့ပါပြီ8 3 9ရနော်8 3 9ရ8 3 9ဒီနေ့ပတ်တက်ပြလိုက်မယ်နော်8 3 9ရ4 3 9ရဟုတ်ပြီ8 3 9ပြီနော်အဲ့ခိုင်နေတယ်ဟိုကမယ်ဆိုရင်နော်4 3 9တကွယ်8 3 9တကွယ်ဟုတ်ကဲ့နော်အားလုံးကျွန်တော်မရှိဘူးအားလုံးကောင်းကြပါပြီဒီကောင်းနေပုံစံစနေပြီနော်သူစနေနေလိုက်ဟုတ်ကဲ့နော်အားလုံးကောင်းကြပါပြီ